အားလုံးပဲမင်္ဂလာပါအခုပေါ့နော်ဒီတနန်းကိုလာမယ်ဆိုလို့ရှိရင်ဘာတွေလုပ်ရမလဲပေါ့နော်ဘာတွေလုပ်ခဲ့ရမလဲဘယ်လိုမျိုးအိမ်ရှာမလဲဆိုတာကိုဗီဒီယိုနဲ့တကွာပြောပြသွားမှာဖြစ်ပါတယ်ပေါ့နော်အရင်ဆုံးလာမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ SIM card နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကို SIM card provider စီကနေပြီးတော့ data roaming package အာဆီယံ10နိုင်ငံ package ရှိပါတယ်အခုဒီမှာပြထားပါတယ်ဒါကအတန်အတွက်ပေါ့နော်အတန်အတွက်ဆိုလို့ရှိရင်ဒီ package တွေဝယ်လို့ရတယ်1000ကျော်နဲ့ပဲအဆင်ပြေဒါပေမဲ့3ရက်ပဲသုံးလို့ရတယ်ပေါ့နော်3ရက်ပဲသုံးလို့ရပေမဲ့ဒါကအဆင်ပြေတဲ့ထဲပါတယ်ဘာလို့လဲဆိုတော့ဥပမာ transit စီရမယ်ပေါ့နော်ထိုင်းမှာ transit စီရမယ်ဆိုလို့ရှိရင်လည်းဒါအဆင်ပြေတယ်အကယ်၍ဒီ BNN ရောက်လာခဲ့လို့ရှိရင်လည်းGrab ငားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ဘာလို့အဆင်ပြေလဲဆိုတော့ကိုသွားမဲ့နေရာကိုကိုက map ပေါ်မှာတခါလေးကြည့်လို့ရတယ်သူတို့ရှိမှာတော့ရလို့ခေါ်ရပေါ့နော်ဇာလို့ဖွင့်ထားမယ်မြန်မာဖုန်းနံပါတ်နဲ့ဇာလို့ဖွင့်လို့ရပါတယ်ဖွင့်ကြည့်ပါပေါ့နော်အဲ့တော့ပထမတစ်ခါဖွင့်လို့ရှိရင်မရဘူးလို့ server busy ဖြစ်နေတယ်လို့အဲ့လိုမျိုးတွေပြောလို့ရှိပါတယ်ဒါပေမဲ့အားမလျှော့ပါနဲ့ဖွင့်ကြည့်ပါပေါ့နော်ဒီမှာကပုံမှန်အပြင်ဒီ home stay apartment တွေပေါ့နော်သူတို့က hotel ပုံစံနဲ့ဆင်တယ်ကျင်းတော့ကျင်းလိုက်မယ်ဒါပေမဲ့သူတို့ပေးတဲ့ service ကပေါ့နော်ကောင်းတယ်အဲ့တော့ဘယ်လိုမျိုးကောင်းလဲဆိုလို့ရှိရင်ဘာဖြစ်သူတို့အကုန်ပြင်ပေးတယ်အကုန်လုပ်ပေးအဲ့ဒီမှာသူတို့ဒီစရိတ်ကိုတွက်ပြီးသားပေါ့နော်နောက်တစ်ခုကကျတော့သူတို့အင်္ဂလိပ်စကားပြောနိုင်ကြတယ် home stay apartment တွေတော်တော်များကပေါ့နော်အဲ့တော့ studio ရှိမယ်နှစ်ယောက်ခန်းနေရှိမယ်အဲ့တော့အများသောအားဖြင့် home stay apartment တွေအကုန်လုံးက kitchen ပါတယ်တစ်လားတစ်ခါတန်ရှင်းပါတယ် Google Map ကိုသုံးပြီးတော့ကိုကဒီဒနန်မှာရှိ apartment တွေကိုရှာလို့ရတယ်အဲ့ဒီမှာရှာပြထားတယ်အဲ့ Google Map ရဲ့ဘယ်လိုနေရာတွေကိုသွားမလဲ about section တွေသွားမယ်အဲ့မှာဇာလိုဖုန်းနံပါတ်ရှိအဲ့ကြောင့်မရှိမှပြောခဲ့တာပေါ့နော်ဒီဇာလိုဖုန်းနံပါတ်ကအရေးဇာလိုဖွင့်တာပေါ့အရေးကြီးအဲ့မှာပိုင်းရှင်နဲ့ဓာတ်ရိုက်ညှိလို့ရတယ်ချိတ်ဆက်လို့ရတယ်နောက်တစ်ခုကကျတော့ဘာလဲဆိုလို့ရှိရင်ဒီ booking website တွေရှိမယ် booking app တွေရှိမယ်အခုဒီထဲမှာဆိုလို့ရှိရင် Agoda တွေကနေရှာပြထားတယ် booking.com တွေကနေရှာပြအဲ့တော့ရှာမယ်ရှာပြီးလို့ရှိရင်အမှသူ့ရဲ့ room ပုံစံတွေတွေ့ရမယ်ဈေးနှုန်းခန့်မှန်းချက်တွေတွေ့ရမယ်အဲ့ဒီခန့်မှန်းချက်တွေပေါ်မူတည်ပြီးတော့ကိုက Google Map မှာထိုက်ရှာမယ်review ဘယ်လောက်ရှိလဲသူတို့ review လုပ်ထားတာဘယ်လိုမျိုးလဲဘာတွေကောင်းတယ်လဲအဲ့တော့ booking.com နဲ့ညီမတို့ကဘာလို့ရှာလဲတခါတည်းဇာလိုကနေပြီးတော့ဒီပိုင်ရှင်ကိုဆက်သွယ်လို့မရဘူးလားဆိုရပါတယ်ဒါပေမဲ့ဟိုပေါ့နော်သူပေးတဲ့ facility တွေညီမတို့ကြည့်ချင်တာ kitchen ပါလားဟာလားစားပြီးအပတ်မှာဘာတွေပါလဲအဲ့လိုမျိုးတွေအကုန်ကြည့်ချင်တဲ့အတွက်ကြောင့်မလို့အခုဒီမှာလိုမျိုးရှာတယ်ရှာလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီ apartment ကိုကြွေးအဲ့ apartment ကိုကနောက်ထပ်ဘာကြည့်လို့ရလဲဆိုလို့ရှိရင် Google Map ပေါ်ကနေပြီးတော့ဒီ satellite view ကြည့်မယ်ပေါ့နော် satellite view ကြည့်မယ်သူရဲ့ land အနေထားဘယ်လို review တွေကို like ဖတ်မယ်ဘယ် review ကတော့ကောင်းတယ်ပေါ့အဲ့ပြီးတော့ဒီ booking.com မှာသူရဲ့ facility တွေတွားကြည့်မယ်အဲ့တော့ booking.com တို့ဒီ Agoda ကနေရှာတာဘာအားသာချက်ရှိလဲဆိုတော့ကိုကအခုဒီမှာပြထားတယ်လို့မျိုး home stay တွေ service apartment တွေအဲ့လိုမျိုး kitchen ပါမပါအဲ့လိုမျိုးရွေးပြီးတော့ကြည့်လို့ရတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ filter ဖြစ်တယ်အဲ့ဒီ filter လောက်ထားတဲ့ပုံမူတည်ပြီးတော့ဒီဘက်က Google Map မှာတကယ် review တွေကို like ကြည့်ရပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ဒါ apartment ကငှားလို့ရတယ်အဲ့တော့ဆိုင်ကမစီးတတ်ဘူးဆိုလို့ရှိရင်လည်းဈေးနီးတဲ့ဟာမျိုးငှားမယ်အဲ့တော့ why လဲ local market တွေကပါလဲအဲ့ market တွေနဲ့ like ပြီးတော့ direction ထောက်ကြည့်ကြည့်မယ်ဒါဆိုလို့ရှိရင်မြန်မာပြည်ကလေးကနေပြီးတော့လုံးဝငှားလို့ရတယ်ပေါ့အဲ့ငှားတဲ့အချိန်မှာလဲဘုံဘောအော်ကြီးပဲ3လတွေ4လတွေမှာငှားစီချင်း15ရက်လောက်ငှားခဲ့မယ်ဒါဆိုရင်ဒါ immigration ကိုလည်းပြရတာအဆင်ပြေ online မှာကနေအကုန်လုံးသွားလို့ရတယ်ပေါ့နောက်တစ်ခုကဒီကအဲ့ရကင်းတို့ဒီ away short ဇက်တို့ကဟိုသူချို့ရထင်ကြပါတော့သူများအဲ့ရကင်းဒါပေမဲ့ that door တို့ဘာလို့လဲ short လို့ရတယ်private ဆိုလဲ private ကိုခန်းထဲမှာထားပေးရ public ဆိုလဲ public away short နဲ့တေချာထားပေးချင်ကြီးများပြီးတော့ရှောက်ရွေးနေတာထက်စာရင်ကိုအတွက်နေရအဆင်ပြေမယ်ဒါမျိုးတွေလည်းကိုလုံးလို့ရတယ်ပေါ့နော်ဒီတမှုတွေထားပေးထားတယ်အဲ့တော့ home stay apartment တွေကတချို့ဒီမြန်မာဘက်ကကာချာနဲ့မြန်မာဘက်ကတချို့လူတွေကပေါ့နော်တတိမထားမိရရှိအဲ့လိုတိုက်ခန်းမယ်ငါဒီ home stay ကကျင်းကောင်းကျင်းတယ်ဒါပေမဲ့သူတို့ပေးတဲ့ facility TV ပါမယ်ကိုက BNN စာလေးလာချင်လား BNN TV ကြည့်လို့ရတယ်ပြီး aircon ပြက်လာချက်ချင်းပြင်ပေးတယ်တခုခုပြက်လာချက်ချင်းပြင်မယ်လိုရာရှိလို့ရှိရင်သူတို့support ပေးနိုင်တဲ့လောက်ကို support ပေးတဲ့ထဲမှာပါကြရတယ်ပေါ့နော်အဲ့တော့ Google Map က review တွေကလုံးဝမှန်ကန်တယ်သူတို့ Google Map မှာ review ရေးတအားကြောက်တယ်အဲ့ကြောင့်မို့ Google Map က review တွေကိုတေချာကြည့်ပြီးတော့မှတခါလဲငှားလာခဲ့ဒီရောက်မှအထုပ်တွေနဲ့ပြောင်းရွှေ့ရတာလေတကယ်တမ်းကျတော့မလွယ်ဘူးတိလားအဲ့လိုကြောင့်မို့တေချာလေးကြည့်ပြီးတော့မှ15ရက်အရင်ငှားအဲ့တော့လုံးဝမဖြစ်တော့ဘူးဆိုမှတည်းဖြစ်ကြရစမ်းမငှားစေချင်အဲ့တော့အရင်ဆုံးရှာတင်တာတွေကဒီပေါ်ကပြထားတယ်ဒီ website တွေနဲ့ဒီ Google Map ကအရင်အရေးကြီးရဆိုတာပြောချင်ပါတယ်လဲဆိုလို့ရှိရင်စားဖို့တောက်ဖို့ဈေးဘယ်လိုကြည့်မလဲအခုဒီမှာပြထားတဲ့ Go Danan ဆိုတဲ့Go and Bake ဆိုတဲ့အဲ့မှာဒီဈေးနှုန်းခန့်မှန်းချက်တွေကိုရှာလို့ရတယ်နောက်ပြီးတော့ခန့်မှန်းချက်ကြည့်လို့ရတယ်ပြီးရင်ဈေးထဲရောက်တဲ့အခါမှာဘာသာစကားမတက်ဘာမှပူစရာမလိုပုံပြလိုက်သူတို့လည်းဒီပေါ်ကပုံနဲ့ကိုပြန်ပြောတယ်ကိုလည်းဒီပေါ်ကပုံနဲ့ okay တယ်လက်မထောင်လိုက်ဒါရိုးလေးပဲလုံးဝကိုဟို simple ဖြစ်တယ်နေလို့အဆင်ပြေတယ်ပေါ့နော်ကျေးဇူးပါ